Tommy Jeans T-shirt နဲ့ပေါ့နော်ကျွန်တော်တို့ဒီနွေရာသီအတွက်ပေါ့နော်တသိန်း2000ကိုထောင်တာကျွန်တော်တို့စီကပေါ့နော်ဒီ classic auditive clothing shop ကနေပြီးတော့ Tommy Jeans T-shirt တစ်ထည်ကိုမှနော်တသိန်း2000ကိုထောင်တာဝယ်အပ်ပေးရပါပြီ100% cotton ဖြစ်ပါတယ်နော်ဒီမှာအနည်းကလေးပြပြပါတယ်နော်အခုအပြင်မှာအရန်ပူပါတယ်နော်အရန်ကိုပူပါတယ်ဒီမှာနော် cotton ကိုပဲကျွန်တော်တို့ရောင်းပြတာဖြစ်ပါတယ်နော်100ရာခိုင်နှုန်းလုံးဝတစားမှ polyester မပါပါဘူးနော်100ရာခိုင်နှုန်း cotton ဖြစ်ပါတယ်နော်ဒီမှာဒီကဲလေပဲအကုန်ပါပါတယ်နော်အကုန်ပါပါတယ်နော်ဒါဆိုလို့ရှိလေဒီ last size X ရမှာဖြစ်ပါနော်ရင်နောက်ဝဲပါနော်ကျွန်တော်ဆိုလို့ရှိရင်40နှစ်ပေါ့နော် regular fit ကိုမှရင်40နှစ်ဝတ်တော့ဖြစ်ပါတယ်ဒီအခုနပြရတဲ့ design ပဲနော်ဒါအနက်ရောင်ထိက last size နဲ့ X ရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ဒါကတော့ဒီမှာ medium size ထိကပေါ့နော်ဒါကတော့ရင်45ဝယ်လေးရပါနော် design ကတော့ပြောင်းမလို့ပါဘူးနော် Tommy မှာကထုတ်တဲ့ design တွေတော်တော်ကုန်များပါတယ်ပေါ့နော်ကြိုက်တဲ့ design ကိုရွေးယူလို့ရပါပြီနော်ဒီမှာတသိန်းတော့ပို့တော့ဒါဆိုလို့ရှိလေအရန်ကိုကောင်းတယ်နော်ဒီမှာ logo ကတော့ဒီလိုရန်ဖက်မှာပါပါတယ် logo အသေးပေါ့နော် Tommy jeans ဖြစ်ပါတယ်နော် Tommy မှာ Tommy Hilfiger နဲ့ Tommy jeans သမျိုးထွက်တာဖြစ်ပါတယ်နော်ဒီ Tommy jeans ကတော့ relax နဲ့ regular fit ကိုပို့ပြီးတော့ထုတ်တာမရပါတယ်နော်ဒါဆိုလို့ရှိတဲ့ logo ပေါ့နော်ဒီမှာတော်တော်ကိုလှပါတယ်နော် new design ပေါ့နော် Tommy မှာကြိုက်တဲ့ design ကိုယူပါနော်ရပါတယ်ဒါဆိုလို့ရှိလေရင်45ပေါ့နော်ဒီမှာရှိဘက်ကဒီလိုပြီးတော့ရှင်နောက်ကျမှဆိုလို့ရှိရင်ဒီမှာနော်Tommy Jeans New York ဆိုပြီးတော့ပါပါတယ်နော်ဒါလေးရပါမယ်နော်ပြီးလို့ရှိရင်ဒါဒီမှာနော်ခဲအောင်ထိကပေါ့နော်တော်တော်လှပါထေရပါမယ်ဒီမှာနော်ဒီမှာ share ပဲဒါကလည်းရင်44ဝယ်လေးရတာပေါ့နော်ရင်49ပါနော်48 49ဝယ်လေးရတာနော် oversize လက်ဝယ်လေးရပါတယ်နော်ဒီမှာ share ပဲအတအရင်ကောင်းပါတယ်နော်ခြီပဲပြီးလို့ရှိရင် logo အသေးထိကပေါ့နော်ဒါကနည်းနည်းပဲနော်ဒီအတနည်းနည်းထူပါတယ်ဒါပေမဲ့ဂုံးသားလိုပဲနော်ဝလို့ကောင်းပါတယ်ဒါလည်းရင်46 40ပုံဝယ်လေးရပါတယ်နော်ဒါလည်းထည့်ရပါမယ်ပြီးလို့ရှိရင်ရင်ဖက်မှာဒီလို logo လုံးဝလှပါတယ်နော်ကျွန်တော်လည်းထည့်ဝဲထားပါတယ်နော်ဒီလိုဒါက logo အသေးပေါ့နော်ဒီမှာ Tommy jeans ပေါ့နော်ဒါလည်းရင်40နဲ့ရပါမယ်နော် medium size 44ပေါ့နော်44နဲ့ရပါမှာဖြစ်ပါတယ်နော်ပြီးလို့ရှိရင် Tommy jeans ထိကဒါဆိုလို့ရှိရင်ရင်40နဲ့ပေါ့နော်ဒီမှာနော်တော်တော်ပေါ်လာတယ်နော် shape ပဲပိုးစံပါတယ်ဒါ design ဒီ design ထိကပေါ့နော်ပြီးလို့ရှိရင်ဒီလိုဒါ small size ပေါ့နော်ရင်40တိရပါတယ်နော်ရင်40တိရပါတယ်ပြီးလို့ရှိရင် extra small ရင်40ပေါ့နော်ဒါကတော့ရပါမယ်ပြီးလို့ရှိရင်ဒါကတော့ logo အသစ် medium size ရင်40နဲ့ပါရင်40နဲ့ရပါတယ်နော်ဒီမှာဒါဆိုလို့ရှိရင်လေ Tommy jeans ပေါ့နော်ဒီမှာဒီအသားရောင်ထိကပေါ့နော်လုံးဝ share ကောင်းတယ်နော် share ကောင်းပါတယ်ဒါလေးရပါမယ်နော်ဒီမှာကျွန်တော်ပြပြလိုက်ပါတယ်ပြီးလို့ရှိရင်နောက်ဆုံးကတော့ boxy ပေါ့နော် boxy ဒါကကြာမှဝယ်လေးရပါတယ်အောက်ကတိုးပါတယ်နော်ဒီမှာဒါကတော့မအတွက်ဆိုပိုကောင်းပါတယ်တော်တော်ကို style ချပါတယ်နော်ဒီမှာဒါကတစ်ထည့်ပေးရပါမယ်နော်တစ်သိန်း2000ပေါ့နော်ဒါလည်းတစ်ထည့်ရပါမယ်အားလုံးကြည့်စုံနေတက်ပါတယ်နော်